ကျမတို့အားလုံးအကြီးအကျယ်ဂျင်းထဲ့သွားတဲ့အနာစာဆန်ခရင်နှစ်မျိုးအကြောင်းလေကျမဒီနေ့မသိသေးတဲ့သူတို့ကိုလာပြီးတော့ပြောပြပေးတာအရင်တော့ဆိုလို့ရှိရင်ကွာအများစုသိကြတာဂျယ်တိုက်ကကြတော့အစီပြန်သမားသုံးလို့ရတယ်မစ်တိုက်ကအစီပြန်သမားသုံးလို့မရဘူးအခုကလုံးဝတက်တက်ဆင်အောင်ပြောင်းပြန်လွဲနေတယ်ပေါ့နော်ဟောဒီအနာစာဂျယ်ဆန်ခရင်ကကြတော့သူ့ကိုလိမ့်လိုက်လို့ရှိရင်မျက်နှာပြောင်ပြီးတော့ဂလိုးဝါတာဖြစ်တဲ့အတွက်ကကြတော့မမတို့လိုမျိုးပေါင်းဆက်အသားရည်ပုံမှန်အသားရည်အသား6တဲ့သူတွေပဲအဆင်ပြေတယ်အစီပြန်သမားတွေဒီကောင်သွားလိမ့်လိုက်တဲ့အခါမှာဝက်စီပဲမိခင်မျက်နှာလိုမျိုးပြောင်လက်ပြီးတော့အစီတဝင်းဝင်းထပေါ်အဆင်မပြေဘူးပေါ့နော်နောက်တစ်ခုကကြတော့ဟော်ရီရဲ့အနာစာမစ်တိုက်ဆန်ခရင်မစ်တိုက်ဆိုပေမဲ့လေသူ့ကိုလိမ့်ပြီးလို့ရှိရင်မတ်ဖြစ်သွားတာဖြစ်တဲ့အတွက်ကသူကအစီပြန်တာတတ်တာတယ်အဲ့တော့သူ့ကအစီပြန်သမားနဲ့ပေါင်းဆက်အသားရည်သုံးတာပို့ပြီးတော့အဆင်ပြေတယ်မမ်တိုဆိုင်မှာတော့ 100% Japan import အစ်စ်ကိုပဲရောင်းပေးတယ် supplier တိုင်းပစ္စည်းကိုပဲသွင်းပေးတာဖြစ်တဲ့အတွက်ကစမ်းပစ္စည်းကတော့ authentic import စစ်ကြောင်းလုံးဝအာမခံတယ်ဆရာဝန်တွေလည်းအမြဲတမ်းညွှန်တယ်ဟော်ရီရဲ့အနာစာရဲ့မစ်တိုက်နဲ့ဂျယ်တိုက်ဆန်ခရင်နှစ်မျိုးကိုစမ်းပြီးသုံးကြည့်နေတယ်ဆိုလို့ရှိရင်တော့မမ်တိုဆိုင်မှာဒီလိုမျိုးမီနီဘူးသေးလေးလည်းရပါတယ်ရှင်မမ်တိုဆိုင်ကတော့လက်လီလက်ကပကူးမျိုးရပါနော်